ဂျပန်နိုင်ငံရဲ့ဝေးလံခေါင်ပြားတဲ့ရှီကိုဂူကျွန်းပေါ်ကတောင်ကြားထဲမှာရွာလေးတစ်ရွာရှိပါတယ်။ဒီရွာကိုတင်ရှည်ချလိုက်တာနဲ့လမ်းဘေးမှာနေထိုင်တဲ့သူတွေကအိမ်မှာစကားပြောနေတဲ့သူတွေကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ထူးခြားတာကသူတို့စီကဘာအတမ်းမှထွက်မလာတာပဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့အားလုံးကတက်မဲ့အယုတ်တွေဖြစ်နေလို့ပါ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ဘာမင်း AD Channel ကနေပြန်လည်ကြိုဆိုလိုက်ပါ။ဒီရွာရဲ့နာမည်ကနာကိုရိုလို့ခေါ်ပါတယ်။အရင်ကတော့ဒီရွာမှာလူပေါင်းရာနဲ့ချီနေထိုင်ပြီးတလုံငန်းနဲ့စီကားခဲ့ပူပါတယ်။ဒါပေမဲ့အလုတ်အကင်အခွင့်အလမ်းကြောင့်လူငယ်တွေမြို့ပေါ်တက်ကုန်ကြတာလူကြီးတွေတယောက်ပြီးတယောက်ကွယ်လွန်သွားတာကြားတာတွေကြောင့်ရွာလေးကတဖြည်းဖြည်းနဲ့စိတ်သုံးလာခဲ့ပါ။လက်ရှိမှာတော့တကယ်နေထိုင်တဲ့လူဦးရေဟာ30ဝန်းကျင်ပဲရှိပါတော့တယ်။ဒီထီးချက်နဲ့ရွာလေးကိုအယုတ်ရွာအဖြစ်ပြောင်းလဲပေးတဲ့သူကတော့အသက်80ကျော်အမျိုးသမီးကြီးအာယာနိုဆူကီပဲဖြစ်ပါတယ်။သူမဟာ2000ဝန်းကျင်မှာဇာတိရွာလေးကိုပြန်လာတဲ့အခါမှာရွာသားတွေနေပါတာတွေကိုတွေ့ပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒီနေ့မှာသူမရဲ့ကွယ်လွန်သွားတဲ့ဖခင်ကိုလွှမ်းဆွတ်တဲ့အနေနဲ့ဖခင်ရဲ့ပုံတူရုပ်ထုကိုရှုပ်ပြီးလက်ကွင်းထဲမှာထားခဲ့ပါတယ်။အဲကနေစားပြီးထွက်သွားတဲ့သူတွေတေဆုံးသွားတဲ့သူတွေရဲ့ကိုစားအယုတ်တွေကိုတရုတ်ပြီးတရုတ်ဖန်တီးခဲ့တာအခုဆိုရင်အယုတ်ပေါင်း350ရှိနေပါပြီ။ရွာထဲမှာအယုတ်တွေကိုကျုံတလို့ထားတာမဟုတ်ပါဘူး။သူတို့ရဲ့အရင်ကဘဝအတိုင်းပုံဖော်ထားတာပါ။ကမ်းမတ်တိုင်မှာပတ်စကားဆောင်တဲ့မိသားစုအယုတ်တွေလေကွင်းထဲမှာအလုတ်လုံနေတဲ့ပုံစံအယုတ်တွေစာတင်ကျောင်းထဲမှာစာတင်နေတဲ့ကလေးအယုတ်တွေဆ iam မအယုတ်တွေဒီကျောင်းဟာကလေးမရှိလို့ပိတ်ထားတာကြာပြီဖြစ်ပေမဲ့အယုတ်တွေကြောင့်အသက်ဝင်နေတယ်လို့ခန်းစားရပါတယ်။ဒီဖြစ်ဖြစ်ဟာတစ်ဖက်ကကြည့်ရင်ကြောက်စရာကောင်းတယ်လို့ရှိပေမဲ့တကယ်တမ်းအလွန်တရာကဖန်တီးလိုက်တဲ့အမှုပညာတစ်ခုပါပဲ။အဲရနိုဟာဒီအယုတ်တွေကကျမရဲ့မိသားစုဝင်လို့ပါပဲ။သူတို့ရှိနေတာဟာရွာမပြည့်စည်သေးလို့ခန်းစားရပါတယ်။အခုဆိုရင်ဒီရွာလေးကကဘာလက်ခရီးသည်တွေနဲ့ Mystery ဝါဒနာအိုးရီချာအရန်နာမည်ကြီးနေပါတယ်။ဒါဟာဂျပန်နိုင်ငံနဲ့မကပဲတစ်ကမ္ဘာလုံးကကြုံတွေ့နေရတဲ့ကြီးလက်ဒေတာလူသူစိတ်သုံးမှုရဲ့ပြရုပ်တစ်ခုပါပဲ။ဒီနေ့မှာဒီရွာမှာလူတယောက်မရှိတော့တဲ့အခါမှာဒီအယုတ်တွေကပဲရွာကိုဆက်ပြီးစောင့်ရှောက်နေဦးမှာလား။ကြီးကျူးတဲ့သူတွေမိတ်ဆွေတို့ရောဒီရွာအကြောင်းကိုဘယ်လိုမြင်ပါသလဲ။အောက်က comment မှာရေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။